ကတော့ကံကောင်းလို့မဟုတ်ပဲကောင်းကောင်းလို့ချမ်းသာသွားတဲ့ညံကြီးရှင်လူငယ်လေးပဲဖြစ်ပါတယ်ဒီလူငယ်လေးကချောင်းလေးမှာမတက်ရွှက်ပြီးရေရီကိုကမ်းပေါ်ပြန်ပတ်တင်နေပါတယ်ချောင်းလေးကရေရီကိုကုန်းပေါ်တင်ပြီးရေကမ်းအောင်လုပ်နေပုံကအယူနဲ့တူတာမို့လို့ဒီလူငယ်လေးကိုအားလုံးကအစိမ့်လွတ်သွားဘာခက်လိုက်မိမမေပကုံတတ်တာငါဆိုနိုင်အောင်နိုင်တော့မယ်မအားတော့ကြည့်လိုက်အထက်ရက်ပြီးတော့ပြင်အလိုက်မကောင်းလို့ငါကောက်မှဆိုနိုင်အောင်နိုင်တော့မယ်ဒီမှာနိုင်သွားပြီဝါဆက်ဆက်တော့Okay, ready? 1, 2, ပြီးွားအပန်းရောက်လဲနိုင်သွားပြီဆရာကြီးပဲလို့အားကြောင့်ငါဆရာလို့ခေါ်ဆရာလို့ခေါ်တော့ငါမှဟိုလည်းမခေါ်တော့နိုင်ရလဲတိတ်မကောင်းအဲ့လိုမျိုးလေးပေါ့နော်ကျွန်မသမီးလေးရောက်သွားလေးပေါ့နော်ရိုက်ပေးချင်တယ်ပေါ့နော်ခက်တော့မရိုက်လိုက်ရဘူးပေါ့နော်ဒီလိုမျိုးထောက်ပိုက်ပြီးတော့ရိုက်လို့ရသလားမသိဘူးဒီလိုပုံလေးပြလို့ရအောင်မလားကဲကျွန်မပြချင်လို့နော်ဒီကနေ့ထွက်လိုက်ပါပြီရရှိပြီးတော့ငါဆုံးကြောက်တယ်ဒီနေ့မှာဘာလိုက်လောက်နေလဲပင်းစားတော့အဲ့ဒါကြောင့်ကောင်းတဲ့မျိုးလိုဘလော့မစောနဲ့တော့ပြောချေငါဘာလဲ12နိုင်တို့12နိုင်တို့ပဲဟဲ12နိုင်တို့မှဆိုမရတော့တခါပြောနံပါတ်7လေမရလေ